အန်ဒီများအန်ဒီများလို့တိတ်ပြီးတော့ကြိုက်ဘူးကဲဒီအဆက်ကအန်ဒီများတဲ့ပုံစံပေါက်ပါတယ်တဲ့အဲ့တော့တိတ်မကြိုက်ပါဘူးလေဟုတ်တယ်ဒီလိုလွတ်ထွက်သွားမယ်ကြောက်အေးနော်သူပြောလဲမှန်တာပဲတယောက်တည်းမမောင်းပါလေညောင်းမောင်းပါတယောက်တည်းဆိုရင်တော့ကြိုက်တယ် Ready go ဘယ်လိုလဲတွဆွဲရကြိုက်လာတယ်တကယ်ဆက်တယ်လိုက်တော့တကယ်ချင်းနေဆိုဘယ်ကွင်းမှာကွင်းတော့မဟုတ်ရဲ့မန္တလေးအဝိုင်းပတ်တွေမန္တလေးဝိုင်းပတ်တွေကဲအခုကျွန်တော်ရောက်နေနေရတော့တောင်ကြီးမှာဖြစ်ပါတယ်တောင်ကြီးဗာ TVC နာလား TVC နာ TVC ဆိုရက်ကွက်နာမည်ပေါ့TVC နာ Overlander ဒီ workshop ပေါ့နော်ဆိုတော့ workshop လဲလို့လည်းပြတော့ကားတွေနဲ့ဆိုင်ကမိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဘေးမှာတော့တောင်ကြီးသူဖြစ်ပါတယ်ဆိုတော့သူကလည်းကျွန်တော်မေးကြတော့ကားဆိုင်ကဝါသနာရှင်ပဲဒါပေမဲ့သူကကားကိုပို့ပြီးဝါသနာပါတယ်ဟုတ်လားဘာဖြစ်လို့လဲဒီအိုင်ပိုလုံချုံလို့ဆိုင်ကသိမလုံချုံလို့ဟုတ်တယ်တော့တောင်ကြီးကပြောဆိုင်ကသိမလုံချုံလို့ကားကိုပို့ဝါသနာပါတယ်ပြောရင်ကားဆိုင်ကပြီးတဲ့ပွဲကိုကျွန်တော်တို့ဘာကားရှိလဲပေါ့နော်အဲ့ဒါကိုလိုက်ကြမှာဖြစ်ပါတယ်ကြိုက်မှာဒီနေ့ပွဲမှာကျွန်တော်အကြိုက်ဆုံးကားတော့ဒီကားပေါ့နော်ဒီကောင်ကဘာလဲဆိုတော့ Chevrolet SSR လို့ခေါ်တယ်ဆိုတော့ဒီကောင်ကတော့မိုက်သွားတဲ့ကောင်ကအချက်ကတော့မိုးဖွင့်လို့ရပစ္စည်းလေးတင်လို့ရ pick up ကြီးဖြစ်တယ်ဖွင့်မယ်ဖွင့်ကြည့်တယ်ဘယ်လိုဖွင့်ရလားအဲ့ဒါလေးကိုနင်းထိုင်လိုက်ငါဟိုဘက်ထိုင်လိုက်တဲ့ pick up sport type ဒီမှာဘယ်လိုဖွင့်ရလဲအဲ့ဖိရလိုက်ဖိရနော်ဟာလေမပြတယ် deep press brake တဲ့ brake ကိုနင်းပြီးတော့မှ close နှိပ်ပါတဲ့ဖိတာအဲ့ပါလေအဲ့ဒါလည်းကိုယ်ကြည့်ရငါတို့ရဲ့ Chevrolet first time ငါတို့စာရီရမ်းဖတ်ခိုင်းတာအဲ့နေရပြီလားဘာသာပေါ်သေးလဲရပြီဖိတာအခုမှယုံလာလားကလွတ်လိုက်ခုမှယုံလာလားကင်မရာလည်းမကြည့်ကဲမောင်းလို့ရပြီမောင်းတော့အဲ့ရှယ်ဗီရဲ့ဒီကောက်အဲ့နှစ်ခဏလေးတော့3နှစ်လားဒီလောက်ပဲထုတ်ခဲ့ပြီးတော့ရက်လိုက်တော့နော်သူကတကယ်အခုကရှာပါကားပေါ့နော်ဒီအရှားဘက်မှာတော်တော်ရှားတယ်သူတို့ US ဘက်မှာတော်တော်ရှားတယ်ဆိုတော့ဒီကဒါခုလို့လည်းကျွန်တော်အကြိုက်ဆုံးပဲအကြိုက်ဆုံးတဲ့ဟိုဒီပွဲမှာလုံးဝဝါးဖြစ်စေကားပေါ့နော်ကြိုက်ပြီးတဲ့လူကင်မရာမန်ကဘယ်လိုထင်လဲကြိုက်တယ်ဒီကကြိုက်ဆုံးပဲဟုတ်တယ်မလားငါ choice ကဒီကားကွာနေလဲနေ choice ဒီကားပဲနော်우리 주인님 남친 어때요? 아마 cycle vibe တော့ရတယ်ဒီကောင်က Dog Tomorrow ကျွန်တော်ရဲ့ဟိုဘယ်လိုပြောမလဲ idol ပဲပြောမှာပေါ့နော် Dog Tomorrow တော့မှသူ review လုပ်ထဲရမှာကျွန်တော်ကသိသွားပါဒီကားအမိုးဖွင့်ဆိုတာကျွန်တော်အရင်ကမသိခဲ့ဘူးဒီကားကကျွန်တော်ထူးဆန်းနေပေါ့နော်အမိုးခုံကြီးနဲ့ပြီးမှအနောက်မှာလည်းပစ္စည်းတင်လို့ရတဲ့ဟာကြီးဆိုတော့ဒါပေမဲ့အခုတော့အပြင်မှာတွေ့ဘူးသွားပြီဘယ်လိုလဲကြိုက်လားတောင်ကြီးသူတော့ဘာနဲ့တူလဲဆိုရာနဲ့တူတယ်ဒါပြန်ပိတ်ပြရီဆိုဘာနဲ့တူလဲဆိုတော့ဆိုရာနဲ့တူတယ်ဒါပေမဲ့နောက်မှာပစ္စည်းအကြီးထည့်လို့ရတယ်အင်ဂျင်ကတော့ပူကြီးသွားတော့အလဲမှာအဲ့မှန်ပိတ်တာတွေကအလဲမှာအစုံဆုံးနှစ်ခုနှိပ်တာပဲvery surprise for တောင်ကြီးသူနော်ဘယ်လိုလဲဘိုင်ဝိုင်ပူဇာလိုက်တော့မောင်းထုတ်တယ်ဒီဆိုင်ကလေးမှာပြားကြိုက်ဆိုတယ်ပြောကြည့်ဆိုင်ကလေးကလည်းအကုန်လုံးကဟိုပါtouring တွေပဲပြောလို့ရတယ်ပေါ့နော် touring တွေပဲ6တစီးပဲပါတယ်ပေါ့နော်ဒီမှာလည်း touring တွေကဲအပြင်တော်လူကြိုက်တယ်ပေါ့
ပြီးတော့ပြီးရအဲ့တူပဲအဲ့ BMW ရဲ့ model ဟောင်းနေလို့မခံစားရဘူးလား ဟုတ်တယ်ဟောင်းနေ ဒါပေမဲ့ကြိုက်တယ်ဗောဘေးကသူ့ထက် model အများကြီးပုံမြင့်တယ်ကွာ စိတ်တယ်အဲ့ဒါလည်းပြောလို့ပဲဒါမှမဟုတ်တွေးနေ 누구지? တိူလေးတာယာပါဖြစ်တော့ အတားရမှာဖြစ်သွားဒီကျိုးတွေကမှာဖြစ်တာ တိူလေး အာ 우리 마셔. အဲ့လေအဘာဖြစ်လို့ဖြစ်သွားဒီ 마셔. ကြောက်သုံးနေနဲ့ပုံပြီးတော့ အဲ့ခုန drip တွေဆွဲနေရလေဘေးနေအတကုံပွတ်နေရလေလဲနေရလေအာ အဲ့ဒါကြောင့် 네? ပွင့်သွားပြီပွင့်သွားအကြည့်ကြည့်ကြည့်တပ်ဘလောက် တက်လားဆက်ရှစ် ဟမ်မအင်ဂျင်ဘယ်လောက်ရှိလဲဒါဟမ်မပေါ့နော် H2 ကွာ 6.5လား4.5 6.5တော့မဟုတ်ဘူးဒါပေမဲ့နည်းနည်းနီးစက်လာပြီ 5 အဲ့ပေါ့အဲ့ဒါကြီး 5.5 အဲ့ကြီး 7လား 6 အော် 6.0 V8 တာဘူးတော့မပါဘူး ကဲစားမှာတော့ဒီခိတ်နေပြီ အာပိုင်ရှင်နဲ့တည်လား ကိုချမ်းထက်လေ ဘေးကြီးလိုက်လေစီဘယ်လောက်စားလဲဟမ်မ H2 နဲ့ဒီ F150 ဆိုပဲပူကြိုက်လဲ တရားကိုကြိုက်တယ် F150 ပူကြိုက်တယ်ဟုတ်လို့လဲ တိကိုထိုင်ရတာတွေတော့အဲညိတ်တာတော့ဒီကတော့တိတ်မညိတ်ဘူးထင်တာပဲ By the way သူ manual ကားလဲမောင်းတက်တယ်နော်သူကားမောင်းတင်တော့ manual ကားနဲ့တင်တယ်ကျင်းဒီကောက်ကြိုက်နေရလား မကြိုက်ဘူး ဘာလို့မကြိုက်လဲ ညာ ဘာလို့မကြိုက်လဲ လိုပဲလေဘာမှမစင်တာဘူး ဘာမှမစင်တာလို့ဟော ဝယ်ပြီးရတယ် ခုတော့လေဒီတောင်ကြီးတွေကသူကဒီလို classic ကားတွေကိုလည်းသူကကြိုက်တယ်ကျွန်တော်တက်တော့ feeling ကိုရှိသေးတယ်တော့အတွင်းတွေကိုသူဒီကြည့်ကျွန်တော် classic ကားတွေကိုအဲ့လောက် feeling မရှိဘူးပေါ့နော်ပွင့်လေးပြောရင်ဟိုမရှိဘူးမဟုတ်ဒါပေမဲ့အဲ့ modern တွေကိုပို့ပြီးတော့သိရမလားစိတ်ဝင်စားရပေါ့နော်ဒီလို classic ကားကြတော့ကျွန်တော်သိပြီးတော့သူဒီတောင်ကြီးသူတော့စိတ်ဝင်စားဘူးတောင်ကြီးသေချာရှိုးနေတာခုံဆက်မဟုတ်ဘူးတဲ့သူ့ကားကြီးဆိုခုံဆက်တွေဟုတ်တယ်သူပြောရမှန်တယ်ကြည့်တယ်မပြီးသေးဘူးမောင်းမှုတယ်ဟာ 문자 뽕뽕. ဒီဟာတော့မဟုတ်ဘူး manual အဲ့တန်ရောကြိုက်တယ် ကြိုက် ကြိုက် ရှာပါလားဗီဒီယိုလေး ဘယ်လေခုနကနေပြောရပါလဲ drift car ဆိုရင် exhaust တော့မှကြိုက်တာဆို ဒါဆိုင်တယ် တော့ကားဆိုရင်ရတယ်ဆိုင်ကယ်တွေမရအောင်သူခုနပြောရဲတော့ဆိုင်ကယ်အဲ့လောက်မကြိုက်ဘူးတဲ့ကားကိုပိုကြိုက်တယ်တဲ့ဒါပေမဲ့တော့တောင်ကြီးသူနော်ဒီတော့ကားအနီအောင်ကြိုက်တယ် အနီရောင်မကြိုက်ဘူးကွာ အဲ့ဒါ Ferrari ဆိုရင်ရော မကြိုက်ကြိုက်တော့ကြိုက်တယ်သူများရဲ့စီးနေကြိုက်တယ် သူများရဲ့စီးနေကြိုက်တယ် စင်တော့မကြိုက် သူကိုကားဆိုရင်ရောကိုကားဆိုရင်ကဘာရောင်းတာFerrari ဆိုရင် sorry အမဲပဲဘယ်ကားနေနေ အဲ့ဒီအမေခုနကဘန်လီလေးကြိုက်တယ်လားဘန်လီနဲ့ Rolls Royce ဆိုဘန်လီပေါ့ 우리 주인님 남친 없. ဘန်လီကိုဒီဇက်ကထွက်လာတော့ Rolls Royce မကြိုက်ဘူးလားဗောနော် ကြိုက်တယ်တက်ပြီလား Rolls Royce ကဘယ်နှမျိုးရှိလဲတဲ့ခုနောက်ဆုံးရောင်းနေတဲ့မှာ နောက်ဆုံးဟာတော့မကြိုက်တာလေရှာ ဘာယူပြ SUV လား ဟုတ်တယ်လက်ပုံစံ 문자 뽕뽕. အဲ့ဒီလိုမျိုးလေး activity type ကိုလည်းနဲ့ SUV Ghost ကနည်းနည်းသေးရယ် Phantom ကပိုကြီးရယ်နောက်ကြီးတော့ ဆိုရင်တော့ကြည့်မယ် အဲ့ဒါဘုံလေးတော့သူသိမှာအဲ့တော့ကဲဒီနေ့ဗီဒီယိုကတော့ပြီးလိုက်တော့မယ်အဲ့တော့ဒီနေ့ပွဲမှာတော့ခုန Chevy SSR ပေါ့နော်ခုနကောက်ရ Chevy SSR ဆိုင်ကယ်ရွေးရောမကြိုက်လဲရွေးလိုက်ပါ ဆိုင်ကယ်ရွေးလေ ရွေးနေကင်မရာလေးကိုလည်းကြည့်ပါဦးပုံပုံဒါပေမဲ့ခုနအဲ့ model အဟောင်း BMW သူကပိုချိုက်တယ်ဆိုတော့သူချိုက်သူက model ဟောင်းနေလည်းမရွေးဘူးကျွန်တော်ဆိုနေရွေးတယ်โอเค ဝယ်ထားတဲ့တေချာပြန်စီရင်လာတယ်မိုက်တယ် ကဲတော့ပြီးပါပြီဆိုတော့ရန်ကုန်လာအောင်ပါလားအမျော်လင့်မှလည်းမလာပါဘူးတောင်ကြီးမှာပဲနေ